ခန်းထဲမှာကျွန်တော်ခန်းထဲမှာကျွန်တော်စပွဲလေးတစ်လုံးထားထားတယ်ခုံလေးနှလုံးထားထားတယ်ဆရာဒီခန်းမှာဘာတူနေတာလဲငါတယောက်ပဲနေတာလေဒါဆိုဆရာဘာလို့ခုံနှလုံးရှိတာလဲဟာမင်းဘယ်သူနဲ့မိသားဖွဲ့လဲလို့ငါခန်းထဲမှာငါမိသားဖွဲ့တယ်နောက်တယောက်ရှိတယ်လေအဲ့ဒါဝိညာဉ်တော်ပဲငါသူ့အတွက်နေရာပေးထားတာဝိညာဉ်တော်ဆိုတာလေမဟုတ်ဘူးဗျဝိညာဉ်တော်ဆိုတာပုဂ္ဂိုလ်ဗျသူ့နေရာပေးတတ်တာတင်ခန်းထဲမှာဝိညာဉ်တော်ကိုနေရာပေးထားရင်တင်မဟုတ်တာတွေမကြည့်တော့ဘူးတင်မဟုတ်တာတွေမပြောတော့ဘူးဝိညာဉ်တော်တင်နေရာပေးတတ်လိုက်အဲ့ဒီဝိညာဉ်တော်ဖွင့်ပြရင်သူများနဲ့မတူတဲ့ပညာတွေသူများနဲ့မတူတဲ့ဖွင့်ပြခြင်းတွေသူများနဲ့မတူတဲ့အမြင်တွေသူများနဲ့မတူတဲ့ဆုံးဖြတ်ချက်တွေချတတ်လာပြီတင်ဟာလောကမှာတင်ယူလို့မရတဲ့ပညာတွေကိုဘုရားခင်တင်ကိုပေးလာလိမ့်မယ်အဲ့ဒီပညာရပြီဆိုရင်တော့အတန်းပညာနဲ့မဆိုင်တော့ဘူးအဲ့ဒါကတော့အထက်ကပညာဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်အဟောင်းနေမလုပ်တော့ဘူးအမှုတစ်ကိုစတင်လှုပ်ဆောင်နေသူဖြစ်လိမ့်မယ်တင်ဘဝကအဟောင်းနေနဲ့ပဲတလဲလဲဖြစ်နေပြီဆိုရင်တော့ဒီ message ဟာတင်အတွက်ဖြစ်တယ်ဖခင်ပဲပြန်လှည့်တော့ကြည့်ရှုလို့အမှုတစ်ကိုငါပြုမယ်ယခုပေါ်လာလိမ့်မယ်တင်တို့ဒီလဲအမှန်သိကြလိမ့်မယ်ဘုရားခင်တင်ကိုဖော်ပြခြင်းနေပြီဘာကြောင့်တင်ဒီနေ့တင်ရဲ့ရန်တရားကြီးကိုရပ်ပစ်ပြီးတော့ဘုရားနဲ့စတင်ခဏလောက်အချိန်ယူကြည့်အောင်ဒါကြီးကိုတင်မငင်းငွေသေးဘူးလားကျွန်တော်တော့လောကမှာနေရတာအယံငင်းငွေသွားပြီသူမျက်မှောက်တော်မှာနေပြီးတော့မှဘုရားပြုမဲ့အမှုတစ်တွေကိုမျော်လင့်ပြီးတော့စောင့်တတ်တဲ့အတ္တတာဖြစ်ဖို့ပဲရည်ကြီးတယ်တင်ဘဝဒီတိုင်းပဲလင်နေဘယ်တော့မှတိုးတက်ဘူးကျွန်တော်ဘဝကအောင်မြင်ခြင်းတဲ့ကျွန်တော်မတိုးတက်မှကျွန်တော်အယံကြောက်တယ်ဒီ2025မှာကျွန်တော်ဒီလိုလုပ်ခဲ့တယ်2026မှာဒီလိုပဲပြန်လုပ်နေကျွန်တော်ဘဝလဲနေပြီအဲ့ဒါကျွန်တော်မတိုးတက်ဘူးဖြစ်မခံနိုင်ဘူးကျွန်တော်2024မှာကျွန်တော်ရဲ့ဝင်ငွေကဒေါ်လာ3သိန်းရှိတယ်ဆိုရင်ကျွန်တော်2025မှာကျွန်တော်ရဲ့ဝင်ငွေ2သိန်းရှိရမယ်ကျွန်တော်လုပ်ငန်းတွေကျွန်တော်ချက်ထွင်တော့မယ်2026မှာကျွန်တော်9သိန်းမဖြစ်ဘူးဆိုရင်ကျွန်တော်မတိုးတက်ဘူးအဲ့ဆိုဘာလို့လဲတိုးတက်ခြင်းခင်ဗျာငြိမ်နေလို့မရအောင်ပြေးရတယ်ဘာပြေးတာလဲတင့်ကိုတင်မောင်းနေရတယ်တင့်ကိုတင်ရက်နေလို့မရဘူးတင်ဖယားနဲ့စတင်တော့မှတင်ပြောမှာသူများလှုပ်ဖူးတာတွေရှောက်မလှုပ်နဲ့သူများကျွင်းကြံမဲ့စားလိမ့်မယ်သူများလှုပ်ဖူးတာမလှုပ်နဲ့အမှုတစ်ကိုဖယားခင်ပြုမယ်ပြောလိုက်အမှုတစ်ဒါကြောင့်ကျမ်းစာဘာပြောလဲဆိုတော့ဖယားသားတွေရဲ့ပေါ်ထွန်းခြင်းဒီလောကကြီးကအလွန်တောင်းတနေတယ်ဖယားသားတွေကိုဘာလို့မျှော်လင့်တာလဲလို့ဒီလောကကြီးကဒီလောကမှာအဟောင်းမရှိတော့တယ်အဟောင်းကိုအကောင်းဖြစ်အောင်ပြန်လုပ်တာအသစ်မရှိတော့ဘူးအသစ်ကဖယားသားသမီးတွေမှာပဲရှိတယ်ဟာလေလုယာဘာကြောင့်လဲဝိညာဉ်တော်ကဖယားသားသမီးကိုပဲအသစ်ဖွင့်ပြတယ်ဝိညာဉ်တော်မှာပဲဖွင့်ပြခြင်းအသစ်ရှိတယ်ဖယားသားသမီးမဟုတ်တဲ့လောကသားကိုဝိညာဉ်တော်ကဖွင့်ပြလို့မရဘူးဘာဖြစ်လို့လဲသူတို့ကလိုင်းမတူလို့ဘုရားခင်တင်ဖွင့်ပြခြင်းနေပြီဖာရောနိုင်ငံအီဂျစ်နိုင်ငံတနိုင်ငံလုံးမှာဘယ်ပညာရှင်ဘလောက်ပဲရှိဖယားသားဆိုတဲ့ယောသတ်မှာပဲအဖြစ်ရှိတယ်မဟုတ်ဘူးလားဒီတိုင်းပဲဘာဘလုနိုင်ငံတနိုင်ငံလုံးမှာအိမ်မက်အနက်ကိုဖော်နိုင်တဲ့သူတယောက်မှမရှိတော့ဒံယေလမှာရှိတယ်ဖယားသားမှာပဲအဖြစ်ရှိတယ်ဒါပေမဲ့အဲ့ဒီဖယားသားတွေကပေါက်ခရရှောက်လုံနေဖယားသားတွေမဟုတ်ဘူးအဲ့လာနန်းတော်ထဲမှာနေပြီးတော့ဟိုတောက်တီတောက်ဟိုစားတီစားလုံနေသူတွေမဟုတ်ဘဲနဲ့တလွတ်စားပြီးတော့မှဖယားရှိမှတနေ့3ချိန်ကိုးကွယ်နေသူတွေဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်ကအလုတ်လို့အရန်လွယ်သွားတယ်ဝိညာဉ်တော်ကိုလမ်းရှင်းပေးထားသူဖြစ်နေတဲ့အခါမှာဝိညာဉ်တော်သူ့နဲ့အလုတ်လို့သွားတဲ့အခါမှာအဲဂုတုပြည်ရောအဲ့ဒီဘာဘုလုနိုင်ငံမှာရောအဖြေမရှိတော့တဲ့အဖြေကိုသူတို့အပြင်ပြင်ဆင်ပေးတယ်တင်းရဲ့ company မှာအဖြေမရှိတော့တင်းအပြင်ဖယားခင်အဖြေပြန်ပေးခြင်းတယ်ဒီနိုင်ငံမှာအဖြေမရှိတော့တင်းအပြင်ဖယားခင်အဖြေပြန်ပေးခြင်းတယ် come on အဲ့အတွက်တင်ဘလောက်ပြင်ဆင်ထားပြီလဲ